အားလုံးပဲမင်္ဂလာပါခင်ဗျာ။အော်စားတော်ကပေးရပြန်လဲကြိုဆိုလိုက်ပါတယ်။အော်ဒီနေ့ဘလော့လေးရတော့ကြာတန်ချက်လေးနဲ့တွဲဆက်မိတဲ့ရှောက်သီးတုပ်လေးကိုဒီမိုးတွင်းရာသီလေးမှာလိုက်ဖက်ဆုံးဖြစ်အောင်ချက်ပြထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ခင်ဗျာ။ပထမဦးဆုံးအနေနဲ့အော်ကနေပြီးတော့ကြက်သားလေးရဲ့ကြက်ချောက်လေးရဲ့ကြိုက်လို့အော်ကနေပြီးတော့အရသာနှက်ပြီးတော့စီတက်ထားပါတယ်စီတက်တဲ့ထဲမှာတစ်ခါတည်းဘောအော်ကနေပြီးအသားတုလေးကိုပါထည့်ပြီးတော့စီတက်ထားပါတယ်ခင်ဗျာပါဝင်ပစ္စည်းတွေနဲ့အော်ကနေပြင်ဆင်ထားပါတယ်မိုးကြောက်ပန်းကြောက်ကြက်သားစီတက်ထားတာလေးတွေနဲ့ကြက်သွန်နီပထမဦးဆုံးအနေနဲ့အော်တို့ချက်တဲ့နီးတိုင်းပေါ့နော်ရင်းနှီးပွားဆူအောင်တည်ထားပြီးတော့ရင်းနှီးထဲမှာစီတက်ထားတဲ့ကြက်ချောက်လေးရဲ့ကြက်သားလေးတွေနဲ့ကြက်သားလေးတွေကိုထည့်ပါတယ်ထည့်ပြီးွားရင်မိုးကြောက်ပန်းကြောက်လေးတွေကိုလည်းထည့်ပါတယ်ခင်ဗျာကြက်သွန်ဒီဥတလုံးလေးနဲ့ပန်းကြောက်လေးနဲ့ကြက်တောင်ပန်းကြောက်လေးကိုလည်းအော်ထည့်ပါတယ်ခင်ဗျာငုံလေးကိုပြုတ်ထားတာကိုလည်းအော်ကနေပြီးတော့ထည့်ပါတယ်ခင်ဗျာရတာအတွက်ကြက်သားမုံငံပြာရည်အချုံမုတ်တို့ကိုထည့်ပါတယ်ရေဆူလာပြီဆိုလို့ရှိရင်အော်ကနေပြီးတော့နောက်ဆုံးအနေနဲ့ကြာစံရေစိန်ထားတာလေးတွေကိုထည့်ပါတယ်ခင်ဗျာကြာတန်ချက်ကိုပေါ့နော်တချို့တွေကြမသိမှာဆိုလို့တော်တော်များသိပါတယ်ခင်ဗျာကြာတန်ချက်ကိုစံကြာတန်နဲ့ချက်လို့မရပါဘူးခင်ဗျာဂျုံကြာတန်နဲ့ပဲချက်လို့ရပါတယ်ဂျုံကြာတန်အောင်မချက်မီရေစိန်ထားပေးရပါတယ်ခင်ဗျာအခုအော်ကနေပြီးတော့ရတာရှိတဲ့ကြာတန်ချက်လေးတစ်ပွဲတော့ရပါပြီခင်ဗျာဒါအပြင်အော်ကနေပြီးတော့ကြာတန်ချက်လေးနဲ့တွဲစားဖို့အော်ကနေပြီးတော့ရှောက်သီးတုပ်လေးကိုထိမိမိလေးတုပ်ပြထားတဲ့ဘလော့လေးပဲဖြစ်ပါတယ်ခင်ဗျာအော်ရဲ့ဘလော့လေးကိုကြည့်ရှုပေးပါအောင်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ